ဘာဟနာဝီဦးဝင်းတင်ရဲ့စကားလို့ပဲငရဲပြီဆိုတော့ကျွန်တော်တို့လူငယ်တွေကသိမယုံကြပါဘူးဒါပေမဲ့အချင်းထောင်ဆိုတာတကယ်လူငယ်စစ်စစ်ဖြစ်ပါတယ်ဗျဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ရေးအတွက် Blue Shirt Campaign ကိုပြုလုပ်ခဲ့ကြပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့သတင်းစာဆရာကြီးနိုင်ငံရေးအကျဉ်းသားဟောင်းဟန်သာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း12နှစ်ပြည့်အနေနဲ့ပြုလုပ်ခဲ့တဲ့ Blue Shirt ကနေဘယ်လိုမျိုးသက်ရောက်မှုတွေရှိခဲ့ပါသလဲ။အကြမ်းဖက်စစ်အုပ်စုရဲ့မတရားဖန်ဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေထောင်တွင်းမှာဘယ်လိုနှိပ်စက်မှုမျိုးတွေနဲ့ကြုံတွေ့နေရပါသလဲ။ PPN အဖွဲ့အနေနဲ့နိုင်ငံရေးအကျဉ်းသားတွေအပြင်နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကိုရောဘလို့အကူအညီပေးတာတွေရှိနေပါလဲဆိုတာကိုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ့ PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကို PPTV ကနေမေးမြန်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဆရာတိုက်ထွန်းမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါ။ကဲပါအခုလိုမျိုးချူးရဲ့ PPTV မှာအင်တာဗျူးကဏ္ဍလေးမှာအခုလိုမျိုးအချိန်ပေးပြီးပါဝင်ပေးရတဲ့အတွက်အရင်ဆုံးကျေးဇူးတင်စကားပြောချင်ပါတယ်ရှင်။ကျွန်တော်လည်းအခုလိုမျိုး PPTV ကနေမှဖိတ်ခေါ်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်ဒီအင်တာဗျူးအစီအစဉ်လေးရဲ့ပထမအဆုံးအနေနဲ့ပေါ့နော်။ဆရာအခုလိုမျိုးနိုင်ငံရေးအကျဉ်းသားကိုရဲ့ PPNM ရဲ့ဘယ်လိုဖွဲ့ပေါ့နော်ဘယ်လိုမျိုးဖွဲ့စည်းတည်ထောင်ဖြစ်တယ်ပြီးတော့ဘယ်လိုလူတွေနဲ့ပါဝင်ဖွဲ့စည်းထားတယ်ဆိုတာရယ်ပြီးတော့ဆရာရဲ့တာဝန်ယူထားတဲ့အပိုင်းလေးတွေကိုပြည်သူတွေသိအောင်တစ်ချက်ပြောပြပေးပါအောင်နော်ဟုတ်ကဲ့ပါကျွန်တော်တို့အဖွဲ့ထဲမှာတိုက်ထွန်းဦးပေါ့နော်ကျွန်တော်နာမည်လည်းတိုက်ထွန်းဦးပါပဲအဲ့တော့ကျွန်တော်ကိုရိုင်းကနိုင်ငံရေးကျင်းဟောင်းတူဖြစ်ပါတယ်2021ခုနှစ်မတ်လ23ရက်နေ့ပေါ့နော်အာနာတိန်ပြီးတလကျော်အကြာမှာနေမယ်စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးပစ်ခတ်ပြီးမှကျွန်တော်ဖမ်းခံခဲ့ရပါတယ်ဖမ်းခံတဲ့အချိန်မှာလည်းဒါရောဘာကြီး6ချက်ထိမှန်တန်ရာနဲ့ပေါ့နော်ဖမ်းခံရတာဖြစ်ပါတယ်အဲ့တော့ကိုရိုင်းကလည်းဒီလိုဖမ်းခံရပြီးတော့ဒီအချင်းထောင်ရောက်ခဲ့တယ်အချင်းထောင်ထဲမှာနေရတဲ့ကာလမှာလည်းကိုမျက်စိရှိမှာလူခွင့်ချိုးဖောက်မှုတွေပေါ့နော်နိုင်ငံရေးကျင်းသားတွေကိုညှဉ်းပန်းနှိပ်စက်မှုတွေကိုမြင်ခဲ့ရလို့ကိုရိုင်းကလည်းဒါညှဉ်းပန်းနှိပ်စက်သူအနေနဲ့ခံခဲ့ရယူတူဖြစ်တယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒီ2021ခုနှစ်ဩဂုတ်လ10ရက်နေ့ဒီနိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးအတွက်ပေါ့နော်ထောင်ထဲကနေပဲငါတို့လွတ်မြောက်ရေးငါတို့တောင်းဆိုမှရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့ဒါငြိမ်းချမ်းစွာဆန္ဒပြခဲ့ပါတယ်တို့တော့လည်းပဲဒါစစ်တပ်နဲ့အကျဉ်းဦးစီးဌာနတွေကကျွန်တော်တို့ကိုဒါတနက်တွေကိုဖောက်ပြီးမှပေါ့နော်ဒီညှဉ်းပန်းနှိပ်စက်မှုတွေလုပ်ခဲ့တယ်ပြီးတော့တိုက်တနစ်နှစ်လကျွန်တော်ပိတ်ခံခဲ့ရပါတယ်မန္တလေးဥပ္ပိုလ်ထောင်တိုက်ထဲမှာအဲ့တော့ကိုရိုင်းလည်းတိုက်ပိတ်ခံခဲ့ရတဲ့အခါမှာတိုက်ပိတ်ခံရတဲ့လူရဲ့ဝေဒနာထောင်ထဲမှာတိကျကဘာကြီးလို့ဖြစ်ပြီးမှဖြစ်ချင်တိုင်းဖြစ်နေတဲ့ဟာကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ခံစားမှုပေါ့နော်ပြီးတော့ထောင်ထဲမှာတိုက်ပိတ်ခံရတဲ့အချိန်မှာပါဆယ်ဖြတ်တောက်ခံရတာပေါ့နော်6လလောက်ကပါဆယ်လုံးဝမရတော့ပါဆယ်မလာတဲ့သူတွေရဲ့ခံစားချက်ပေါ့ဒါတွေကိုကိုယ်တိုင်လည်းတွေးကြုံခံစားလာတဲ့အခါမှာအချင်းထောင်တွေကနိုင်ငံရေးကျင်းသားတွေတော့ငါတို့အကောင်းဆုံးလုံးမရမယ်ပေါ့နော်ပြီးတော့ဒီမန္တလေးဥပ္ပိုလ်ထောင်ကနေမှမြင်းညံထောင်ပြောင်းတယ်မြင်းညံထောင်ကနေလွတ်လာတဲ့အချိန်9လပိုင်း3ရက်နေ့ပေါ့နော်2023ခုနှစ်ထောင်ထဲမှာနည်းနည်း2လအချင်းကြပြီးမှလွတ်လာတဲ့အချိန်မှာအပြင်မှာကျွန်တော်သတင်းတွေရှာကြတယ်ပေါ့နော်ကျွန်တော်တို့တွေလုပ်ခဲ့တဲ့ထောင်တွင်းကဖြစ်စဉ်တွေဘာတွေတက်နေလဲဘာတွေရှိနေလဲပေါ့နော်အဲ့လိုရှာတဲ့အခါမှာသတင်းတချို့လောက်ပဲကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ထောင်ထဲမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေလူတင်မှုတွေအများကြီးရှိရပေါ့အဲ့တော့ကျွန်တော်တို့အချင်းထောင်တွေကနိုင်ငံရေးကျင်းသားတွေအတွက်တော့ငါတို့အကောင်းဆုံးတော့လုပ်ရမယ်လိုအပ်ချက်တစ်ခုတော့ငါတို့ဖြည့်ဖို့လိုအပ်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ဒါ PPMN ကိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာတော့မြန်မာနိုင်ငံတဝန်းပေါ့နော်အချင်းထောင်42ထောင်ကလွတ်မြောက်လာတဲ့နိုင်ငံရေးကျင်းသားဟောင်း390ကျော်လောက်ပါဝင်ပြီးမှလှုပ်ဆောင်နေတဲ့ဖွဲ့စည်းတည်းဖြစ်ပါတယ်ကျွန်တော်တို့ဒါ PPMN မှာဥဆောင်ကော်မတီဝင်နေနဲ့လက်ရှိတာဝန်ယူဆောင်ရွက်နေပါတယ်ဗျကဲပါဆရာအခုလိုမျိုးပေါ့နော်ကိုယ်တိုင်လဲဒါထောင်တွေရဲ့အခက်အခဲတွေဒုက္ခတွေကိုကြုံတွေ့ခဲ့ရတယ်ကိုလွတ်လာတဲ့အချိန်မှာလဲဒီအခက်အခဲတွေကိုဒါပြည်သူတွေသိအောင်ရောဒါတနိုင်ငံလုံးသိတဲ့ data အချက်လက်တွေဖြစ်နေရောထုတ်ဖော်ပေးတဲ့အတွက်ကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဒါသတင်းဌာနတွေကလည်းထပ်ဆင့်ပေါ့နော်ထုတ်ပြန်မှာပဲပြည်သူလူထုနိုင်ငံတကာအသိမှာဖြစ်တဲ့အတွက်အခုလိုမျိုးနိုင်ငံရေးကျင်းသားရဲ့အတွက်ပေါ့နော်အမြဲတမ်းအာရုံစိုက်ပြီးမှရေးတာဖြန့်ဝေပေးနေတဲ့ဒါသတင်းဌာနတွေကိုလည်းကျေးဇူးတင်တယ် PPT ကိုလည်းကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါဆရာဒါဆိုရင်အခုဆရာတို့အဖွဲ့အနေနဲ့ Blue Shirt Campaign မြန်မာမှာလည်းပါဝင်ပြီးတော့လှုပ်ရှားပေးနေတာတွေ့ရပါတယ်ဒါဘယ်လိုမျိုးပါဝင်ဖြစ်သွားတယ်ဆိုတာလေးလည်းပြောပြပေးပါဦးရှင်ဟုတ်ကဲ့ကျွန်တော်ကိုယ်တိုင်ပေါ့နော်ထောင်ထဲမှာရှိစဉ်ကဘဘဟနာဝီဦးဝင်းတင်ရဲ့ဘာလဲဟဲ့လူငယ်ရဲ့ဆိုတဲ့စာအုပ်ကိုဖတ်ခဲ့ရတယ်ပေါ့လေအဲ့တော့ဘဘကိုကျွန်တော်တို့ကအပြင်မှာတွေ့ဆုံခဲ့ပြီးမှပေါ့နော်အရန်ကိုမှအတူတကွလက်ပွန်နီနေခဲ့ရတဲ့မှာမပါပါဘူးသူတို့လည်းပဲဘဘရဲ့ခိုင်မာတဲ့စိတ်သက်နိုင်ငံရေးခံယူချက်ပေါ့နော်ပြည်လူထုပေါ်မှာမျက်နှာမူရဲ့ဟာကျွန်တော်အရန်လေးစားတဲ့ပုံကိုယ်တူဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒါဘဘကအချင်းထောင်က2008ခုနှစ်ကနေလွတ်လာတဲ့အချိန်မှာအချင်းထောင်ထဲမှာရှိနေတဲ့ရဲဘော်ရဲဘက်တွေနဲ့နိုင်ငံရေးကျင်းသားလွတ်မြောက်ရေးအတွက်အပြာရောင်ဝတ်စုံကိုဝတ်ပြီးမှပေါ့နော်အချင်းထောင်ထဲမှာနိုင်ငံရေးကျင်းသားရှိနေတယ်ဆိုတဲ့သတင်းစကားပြီးတော့နိုင်ငံရေးကျင်းသားလွတ်မြောက်ရေးအရေးကြီးတယ်ဆိုတဲ့သတင်းစကားကိုပေးခဲ့ပါတယ်အဲ့တော့ဘဘရဲ့အရှိအလုပ်ခဲ့တဲ့ဒီလှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့မျိုးဆက်တွေဆက်လက်ထိန်းသိမ်းဖို့လိုအပ်တယ်လက်ရှိအာဏာသိမ်းပြီးခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီကနေစပြီးမှရေတွက်မယ်ဆိုရင်နိုင်ငံရေးကျင်းသား3000ကျော်လောက်ရှိခဲ့တယ်လက်ရှိအချိန်တွေမှာလည်းနိုင်ငံရေးကျင်းသား1000ကျော်လောက်အချင်းထောင်တွေထဲမှာကျန်နေသေးဖြစ်ပါတယ်
ခေတ်ဆက်ဆက်တမိုင်းမှာအာဏာသိမ်းမှုတွေလည်းဖြစ်ခဲ့တယ်လူလူလှုပ်ရှားမှုတွေလည်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒီ2021ခုနှစ်မှာတော့နိုင်ငံရေးကျင်းသားအရေးအတွက်ဟာအများဆုံးဖြစ်တယ်ပေါ့နော်မြန်မာပြည်မှာအများဆုံးဖြစ်တယ်အဲ့တော့နိုင်ငံရေးကျင်းသားလွတ်မြောက်ရေးအတွက်ဘဘရဲ့စိတ်နေစိတ်ထားတဲ့ဘဘရဲ့ခံယူချက်ရည်ရွယ်ချက်နဲ့လမ်းညွှန်ချက်တွေအတွက်ငါတို့ဆက်လုပ်ကြရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ဒါကျွန်တော်ရည်ရွယ်ခဲ့တာပြီးမှဒီ blue shirt campaign ကိုလုပ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကနဦးအနေနဲ့တော့ဟိုကျွန်တော်ရဲ့ဒီစိတ်ကူးအိမ်မက်တွေကိုအဖွဲ့အစည်းထဲမှာရှိရဲ့ကျွန်တော်တို့ရဲ့ဥဆောင်ကော်မတီဝင်တွေရုံးတာဝန်ခံတွေပြည်ပတာဝန်ခံတွေထောင်တာဝန်ခံတွေနဲ့အစည်းအဝေးလုပ်ပါတယ်အဲ့ကနေမှအဖွဲ့အစည်းအနေနဲ့ဒီနှစ်မှာဘဘဟနာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း12နှစ်ပြည့်နေမှာ blue shirt campaign ကိုအကောင်းဆုံးလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကနေတဆင့်ကျွန်တော်တို့နိုင်ချင်းရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေပြီးတော့ online အင်အားစုတွေမြေတပိတ်အင်အားစုတွေအားလုံးနဲ့ချိတ်ဆက်ပြီးမှဒါ blue shirt movement မြန်မာဆိုမှစနစ်တကျပေါ့နော်ကျွန်တော်လှုပ်ရှားမှုကိုစတင်ခဲ့တာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအခုလိုမျိုး blue shirt campaign ရဆိုရင်လည်းဒါဆရာပြောရလို့ပဲကွယ်လွန်သွားပြီဖြစ်တဲ့ဒါသတင်းစာဆရာနိုင်ငံရေးအကျဉ်းသားပေါင်းပေါ့နော်ဒါဘဘကြီးဟတာဝတီဦးဝင်းတင်ရဲ့ကွယ်လွန်ခြင်း12နှစ်ပြည့်လုပ်တဲ့ campaign လေးဖြစ်တယ်ပြီးဘဘဆိုလို့ရှိရင်ဒါလွတ်လာတဲ့တခြားမှာဆိုရင်လည်းဒါ blue shirt ကိုပဲဒါဝတ်ဆင်ခဲ့တယ်ဒီလိုမျိုးဘဘရဲ့စိတ်ဓာတ်ကအခုလို campaign လုပ်တဲ့အခါမှာဘယ်လိုမျိုးထင်ဟပ်တယ်ပြည်သူတွေပုံမှာဘယ်လိုအကျိုးသက်ရောက်မှုရှိရဲဆိုတာလေးလည်းပြောပြပေးပါဦးရှင်ဟုတ်ကဲ့ဟိုဘဘကပေါ့နော်ဒီ NLD ပါတီရဲ့ဥဆောင်လူတူလည်းဖြစ်ပါနာကလည်းဖြစ်ပါတယ်ဒါပါတီအတွက်ပဲလုပ်တယ်ဆိုတာမျိုးတည်းပါတီပါဝင်ចောင်းသားတွေပဲပြောမလားသတင်းစာသမားတွေအတွက်ပဲပြောမလားဘဘကလေဟိုစစ်တပ်ကိုတော်လှန်တဲ့သူတိုင်းကဘဘရဲ့မိတ်ဆွေတွေပါပဲအဲ့ဒီရဲ့စိတ်ဓာတ်ကဒီနေဦးတော်လှန်ရေးကာလမှာလည်းအရင်ရေးကြည့်ပါတယ်နောက်တစ်ခုကျွန်တော်စဉ်းစားတာကနိုင်ငံရေးကျင်းလွတ်မြောက်ရေးကိုကျွန်တော်တို့တစ်ဖွဲ့တည်းကလုပ်လို့မရဘူးဘာလဲဆိုတော့ကျွန်တော်တို့ចောင်းသားတမကတွေပဲပြောမလားတပိတ်အင်အားစုတွေပဲပြောမလား CDN တွေပဲပြောမလားအရက်ဖက်ဖွဲ့စည်းတွေပဲပြောမလားတော်လိုင်းအင်အားစုတွေပဲပြောမလားပေါ့နော်အဖွဲ့အစည်းတွေကမတူပဲဖြစ်လိမ့်မယ်အချင်းထောင်ထဲမှာဟိုအဖွဲ့အစည်းတီးရဲ့ရဲဘော်တွေအဖွဲ့ဝင်တွေပြည်သူလူထုတွေပါရှိနေတာဖြစ်တယ်ဒါကြောင့်မို့လို့ငါတို့တွေဒီနိုင်ငံရေးကျင်းလွတ်မြောက်ရေးနဲ့ပတ်သက်လာရင်နိုင်ချင်းရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေပဲလောက်ရတာမျိုးမဟုတ်ပဲねတနိုင်ငံလုံးပြီးတော့မြန်မာရေးကိုစိတ်ဝင်စားတဲ့ဟိုတိုင်းပြည်တစ်ပါးကိုရောက်နေကြတဲ့ကျွန်တော်တို့ဒါမြန်မာ community တွေပြီးတော့မြန်မာရေးကိုအမြဲတမ်းတက်တက်ကြွကြွလုပ်နေကြတဲ့ဒါနိုင်ငံတကာကပုံကိုယ်တွေကိုလည်းဒါပါဝင်တင်နေဆိုတော့ဒီဘဖရဲ့ခုနပြောတဲ့ခံယူချက်တိုင်းပဲပေါ့နော်ငါတို့ကမိတ်ဆွေတွေဖြစ်တယ်နိုင်ငံရေးကျင်းလွတ်မြောက်ရေးဟာငါတို့အားလုံးမှာတာဝန်ရှိရဆိုတဲ့စိတ်နဲ့ဒါကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဘဘကိုအခြေတည်ပြီးမှလှုပ်ဆောင်တာလည်းဖြစ်တယ်အဲ့တော့ဘဘကိုလည်းချစ်ခင်ကြတဲ့ဖွဲ့စည်းတီးတီးကလည်းကျွန်တော်တို့နဲ့တူတူဟိုချိတ်ဆက်ညှိနှိုင်းရတဲ့အခါမှာပုံမလွယ်ကူမြန်ဆန်ခဲ့တာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆရာအခုလိုမျိုးပေါ့နော်ဒီ campaign မှာပြည်သူတဝန်းကလည်းဒါပါဝင်လာတာကိုတွေ့ရတယ်ပြည်သူတွေလည်းမဟုတ်ဘဲနဲ့ပေါ့နော်အခု campaign ကနေပြီးတော့အချင်းထောင်တွေထဲမှာရှိနေတဲ့မတရားဖမ်းဆီးခံထားတဲ့နိုင်ချင်းတွေအတွက်ကိုဘယ်လိုမျိုးသတင်းစကားလေးပါချင်ပါလဲရှင်ဟုတ်ကျွန်တော်တို့ဒီ movement လုပ်တော့မယ်ဆိုတော့အချင်းထောင်တွေကဒါနိုင်ငံရေးကျင်းသားရဒီသတင်းစကားတွေကိုသိကြပါတယ်ဟိုနိုင်ငံနေတာချားနေပေမဲ့ကျွန်တော်ပြည်သူလူရဲ့အတန်ကိုအထက်ကနိုင်ငံရေးကျင်းသားတွေအများနဲ့နားဆွင့်နေတာဖြစ်ပါတယ်အရေးကြီးလာတဲ့ဥမာဖေဖိုင်လာတရက်နေ့เนาะကျွန်တော်နေဦးတော်လိုင်းရေးကာလအာနာဒိန်းတဲ့အခြေအနေမျိုးမှာဆိုရင်ပြည်သူလူထုက silence strike လုပ်ရင်ကျွန်တော်ထောင်ထဲမှာ silence strike လုပ်ပါတယ်ပြည်သူလူထုကပန်းပန်တဲ့တပိတ်လုပ်ရင်ကျွန်တော်တို့အတတ်နိုင်ဆုံးပန်းကရှားခဲ့ရင်တောင်မှကျွန်တော်တို့ movement တစ်ခုလုပ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ movement ကအချင်းထောင်တွေကနိုင်ငံရေးကျင်းသားတွေအားလုံးစီကိုဒီသတင်းစကားတွေကရောက်ရှိနေပြီးသားဖြစ်ပါတယ်အထက်ကနိုင်ငံရေးကျင်းသားတွေရဲ့ဝမ်းတာအားရမှုတွေသူတို့အတွက်သူတို့မေ့မထားဘူးပေါ့နော်ကျွန်တော်တို့တွေအကောင်းဆုံးလုပ်နေကြတယ်ဆိုတဲ့သတင်းစကားကသူတို့အတွက်အားအများကြီးဖြစ်စေပါတယ်အဲ့တော့ထောင်ထဲကနိုင်ငံရေးကျင်းသားတွေကလည်းစစ်တပ်လွတ်ပေးမဲ့လွတ်ငြိမ်းဆိုရတဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအောင်ပွဲကနေမှလွတ်မြောက်လာမယ်စစ်မှန်တဲ့လွတ်မြောက်မှုကိုလိုချင်ကြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့လဲတေတံတွေတက်တက်တကြွတွေကြာနေတည်တိုင်အောင်ထောင်ထဲမှာသူတို့ကျမ်းမာရေးကိုအတက်နိုင်ဆုံးပေါ့နော်ဒီမထိခိုက်အောင်လို့နေထိုင်ပြီးမှပြည်သူလူထုတွေလာပြီးမှဆွဲဖွင့်ကြမယ်ထောင်တကားတွေကိုမျှော်လင့်ပြီးမှစောင့်နေတာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆရာဒါဆိုရင်ဆရာတို့ကိုယ်တိုင်လည်းဒါအထဲမှာရှိခဲ့တဲ့ကာလတွေမှာလည်းဒါပြည်သူတွေရဲ့အပြင်ကပါဝင်ပေးတဲ့အားကိုဒါတကယ်ကြီးမျှော်လင့်ခဲ့ပုံဖြစ်တယ်ပေါ့နော်အဲ့အတွက်ဒါပြည်သူတွေအားအနေနဲ့ဒါနိုင်ချင်းတွေပေါ်မှာစိတ်ခံစားချက်အနေနဲ့အားတစ်ခုဖြစ်စေမယ်လို့ဆရာယုံကြည်ပါလားဒီဟုတ်ကဲ့ဗျဟုတ်ဒါကမြန်မာပြည်လူထုအတွက်ကောအားဖြစ်စေတယ်အခုဆိုရင်ကျွန်တော်ရဲ့လှုပ်ရှားမှုကအောင်မြင်တဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့အခါမှာကဘာကြီးရောမြန်မာပြည်တွေကြားထဲမှာအပြာရောင်တွေကိုမြင်တိုင်းမှာအထက်မှာနိုင်ငံရေးကျင်းသားရှိနေတယ်ဆိုတဲ့စိတ်ကထုတ်မပြောပြမယ်သူတို့ရဲ့စိတ်ထဲမှာကိန်းအောင်သွားပြီလို့ကျွန်တော်ယုံကြည်ပါတယ်ဒါအပြင်ချင်းတောင်တဲ့နိုင်ငံရေးကျင်းသားတွေကလည်းဟောငါတို့မြန်မာပြည်လူထုတွေကကဘာကြီးကလည်းမေ့မထားပါလားဆိုတဲ့သတင်းစကားကိုရတဲ့အခါမှာအင်မတန်ကိုမှဒါသူတို့ဝမ်တာပီတီဖြစ်ကြတယ်ဟိုကျွန်တော်တို့ကထောင်ထဲမှာတော့ဒီလိုလှုပ်ရှားမှုတွေလုပ်တာအင်မတန်အနေနဲ့များတယ်အခက်မတင်သေဆုံးနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ထောင်ထဲကရဲဘော်ရဲဘက်တွေကိုတော့အသက်နိုင်နေမြဟိုချမ်းချမ်းမာမာနဲ့နေဖို့ပဲကျွန်တော်တို့တော့သတင်းစကားပါထားပါတယ်ဗျာဟုတ်ကဲ့ပါဆရာပြီးတော့အခုဒီပြီးခဲ့မြန်မာနှစ်ဆက်တက်နေမှာဆိုရင်လည်းဒါသူတို့ရဲ့တက်လာကြီးကဒါပြန်လွတ်လာခဲ့ပြီမိသားစုနဲ့ဒါစက်စက်မှာတွေ့ရတဲ့အတွက်လည်းဒါဝမ်းသာပါတယ်ဒါပေမဲ့တက်လာကြီးနဲ့လူငင်းနဲ့မှာပါလာတဲ့အထက်မှာနိုင်ချင်းတွေတော်တော်လေးအောင်လည်းတွေ့ရပါတယ်ဒါဆရာတို့ PPNM အဖွဲ့အနေနဲ့ဆိုရင်ဒါလွတ်လာတဲ့နိုင်ချင်းအရေးအတွက်ကိုဘယ်လိုမျိုးကောက်ယူထားမျိုးလဲရှိပါလဲရှင်ဟ
ဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ဟို2024ရာစပြီးမှာပေါ့နော်အချင်းထောင်တွေကနေလွတ်လာတဲ့အရေးအတွက်ကိုသတင်းဌာနတွေကတော့၎င်းနိုင်ငံတကာတော့၎င်းပြောတဲ့အခါမှာစစ်တပ်ရဲ့ထုတ်ပြန်ချက်ကိုပဲဟိုကိုကားပြီးမှပြောကြရတယ်ပေါ့နော်စစ်တပ်က1000ဆို1000ရေးကြတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကလည်းလွတ်ငြိမ်းတွေကို10ကားထက်မနည်းကျွန်တော်ကြုံခဲ့ပူပါတယ်2021ကနေမှ2023ခုတည်းလူရဲတွေကလည်းစိတ်ကနီးနေပြီတခါမှမပါဘူးပေါ့နော်ကိုယ်ထဲနောက်မှရောက်တဲ့တွေလည်းပါဝါမျိုးရှိတယ်အဲ့တော့ဟိုဒီကိန်းကန်းတွေကတကယ်စစ်မှန်ရလားဆိုတဲ့တန်တရားကျွန်တော်တို့မှရှိပါတယ်ပြီးတော့စစ်တပ်ကယုံကြည်ရတဲ့အဖွဲ့အစည်းတစ်ခုမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ရင်းနေတဲ့2024ကနေစပြီးမှဒီလူငြိမ်းရှိပြီဆိုတာနဲ့အချင်းထောင်ကလွတ်လာတဲ့သူတွေကိုကျွန်တော်တို့ကချိတ်ဆက်တဲ့မေးမြန်းတဲ့ဘယ်နှယောက်ပါလာလဲသူတို့တွေရဲ့ပြောစကားတွေကိုကျွန်တော်တို့ကဒေတာပြုစုရပေါ့နော်အဲ့တော့ဒီခေါက်လူငြိမ်းဆိုလဲကျွန်တော်တို့ဒါချိတ်ဆက်ထားတဲ့အချင်းထောင်42ထောင်ကိုကျွန်တော်တို့ကစောင့်ကြည့်မှုကနေ့စဉ်နဲ့များလုပ်နေတာဖြစ်တယ်လွတ်ငြိမ်းမှလည်းလွတ်လာတဲ့သူတွေမှာအခြားမှုတွေပဲလားနိုင်ငံရေးကျန်းပါလားဘယ်နှယောက်ပါလဲပေါ့နာမည်ကဘယ်လိုလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ကစနစ်တကျကောက်ယူတာဖြစ်ပါတယ်ဒါကြောင့်မို့လဲဟိုလွတ်ငြိမ်းပေးလိုက်တဲ့အချိန်တိုင်းမှာအမှန်တကယ်လွတ်မြောက်မှုအရေးတွေကဘယ်လောက်ပဲရှိပါတယ်ဆိုတော့ကျွန်တော်တို့ကဒါကိန်းကနန်းနဲ့တေချာပြောနိုင်တာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆရာအခုဆိုရင်တမ်နိုင်ဦးဝင်းမြင့်ကလည်းလူငိမ့်ထဲမှာဒါပါလာခဲ့တယ်လူငိမ့်ဆိုပေမဲ့လည်းပေါ့နော်ဒါစစ်တပ်ရဲ့အနီးကပ်စောင့်ကြည့်ပြီးတော့အကျယ်ကျုပ်သဘောဖြစ်နေရမျိုးလို့တော့သူတို့မြင်တယ်ပေါ့နော်ဒီလိုမျိုးဒီထက်အရင်ကလည်းလူငိမ့်တွေရှိခဲ့တယ်ဒါပြန်လွတ်ပြီးမကြဘူးပြန်အဖမ်းခံရတယ်ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့လည်းဆရာတို့သိကြလေးပြန်မျှပေးပါဦးရှင်ဟုတ်ကဲ့ဟိုကျွန်တော်တို့ဒီ2021ခုနှစ်အာဏာသိမ်းပြီးကလေးကပေါ့နော်တတိထားမိတာကဟိုစစ်တပ်ပေးတဲ့လွတ်ငြိမ်းဆိုတာစစ်မှန်တော့လွတ်ငြိမ်းခွင့်မဟုတ်ပါဘူးလက်ရှိမှာလည်းဒါနေ့စံတရက်နေ့မှာတမရိုက်ဦးမျိုးလွတ်ငြိမ်းခွင့်ဆိုမှနိုင်ငံတကာရဲ့အာရုံစိုက်မှုကိုရဖို့ပြည်လူလူရဲ့ချစ်ခင်မှုယုံကြည်မှုကိုရဖို့ဒါတို့လက်ပြဖို့ကြိုးစားတာပေါ့နော်အဲတို့လည်းပဲစစ်တပ်ရဲ့ပေးတဲ့လွတ်ငြိမ်းကဟိုစစ်မှန်တော့လွတ်ငြိမ်းမဖြစ်နိုင်ဘူးဆိုတာကကျွန်တော်တို့ကဘာလို့ပြောရလဲဆိုတော့ကျွန်တော်ရှေ့မှာလည်းလွတ်ငြိမ်းတွေပေးခဲ့ဘူးလေ41နေနဲ့ဟိုထိုးရည်ဖြစ်စေမထိုးရည်ဖြစ်စေအားလုံးကိုစောင့်ကြည့်မှုတွေရှိတယ်ပြီးတော့ passport လုပ်ဖို့အခက်ခဲအစအလုပ်ကင်လုပ်ဖို့အခက်ခဲအစအရန်ခက်ခဲတယ်အခုတမရိုက်ဦးဝင်းမြင့်ဆိုတာလည်းဒါနေပြည်တော်မှာဒါရှိနေတယ်ပေါ့နော်နေပြည်တော်အိမ်ကိုတွားတယ်စစ်တပ်ကငကိုတွေကလွတ်ပေးဖို့စူးစမ်းပြီးဆိုတော့အိမ်နီးနားပတ်ဝန်းကျင်တွေပြီးတော့ဗီဒီယိုနဲ့တွေ့ရတယ်ဆိုတော့ထောက်လိုင်းကြီးကဟိုသူတို့ကအလုပ်ကလုပ်နေပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့အခုချိန်မှာတော့ပို့ပြီးမှထင်ရှားတဲ့ဒီတမရကြီးကိုပြောမှဆိုရင်အခြေကျုပ်သဘောမျိုးတောင်မှဖြစ်နေတယ်ဆိုတဲ့သဘောတရားမျိုးပေါ့တကယ်တမ်းဆိုရင်လွတ်ပေးပြီးသွားပြီဆိုရင်တမရကြီး view နဲ့ပဲတွေ့ဘာပဲပြောဒါဟာဟိုလက်ခံရမယ့်အခြေအနေဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လဲကျွန်တော်တို့ပြောနေတာကဟိုစစ်တပ်ပေးတဲ့လွတ်ငြိမ်းခွင့်ဆိုတာစစ်မှန်တော့လွတ်ငြိမ်းခွင့်တော့မဖြစ်နိုင်ဘူးဒါကြောင့်မို့လို့တပြည်လုံးလွတ်မြောက်ရေးကနေမှတဆင့်နိုင်ငံရေးကျန်းလွတ်မြောက်ရေးကဒါလေးရင်စစ်မှန်တော့လွတ်လပ်မှုနဲ့လွတ်လပ်ခွင့်ရလိမ့်မယ်လို့ကျွန်တော်တို့ဟိုယုံကြည်ရဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါပြီးတော့အခုလက်ရှိအချင်းထောင်အသီးသီးမှာရောက်နေတဲ့ဒါနိုင်ချင်းတွေပေါ့နော်နိုင်ချင်းတွေဆိုရင်လည်းဒါထောင်တွင်းမှာဘယ်လိုမျိုးတကယ်ကိုစိုးရတဲ့အခက်အခဲတွေကြုံတွေ့နေရတယ်လူခွင့်ရေးချိုးဖောက်မှုတွေကြုံတွေ့နေရတယ်ပေါ့နော်အဲ့ဒီချိုးဖောက်ခံမှုတွေကဘာတွေဖြစ်နိုင်လဲဆိုတာလည်းတစ်ချက်ပြောပြပေးစီချင်ပါတယ်ရှင်ဟိုစတင်ဖန်ဆီးခံရပြီဆိုကြရပါတော့လူမြင်ကွင်းမှာပဲဖမ်းရဖန်ဆီးခံရဖြစ်စေဟိုလူတွေမမြင်တဲ့နေရာမှာပဲဖန်ဆီးဖြစ်စေစတင်ဖန်ဆီးခံရပြီဆိုကြရဟိုလိုက်ခဲ့ပါအောင်ဆိုမှခေါ်တာမျိုးမဟုတ်ဘဲနဲ့ဟိုရိုက်နေပြီးမှခေါ်ဆောင်တာဖြစ်တယ်ပေါ့နော်အမျိုးသမီးတွေကိုဆိုရင်လည်းဝန်ရမ်းမပါဘဲနဲ့အမျိုးသားတွေဆိုလည်းဝန်ရမ်းမပါဘဲနဲ့เนาะလက်ထိတ်တွေခတ်တယ်တခါဖမ်းတဲ့ခါမှာရဲမေတွေမပါဘဲနဲ့ဖမ်းဆီးတယ်ဒါအပြင်စစ်ကြောရေးကန်ရောက်တဲ့ခါမှာကျွန်တော်တို့အမျိုးသမီးတွေပေါ်မှာဆိုရင်ဒီလိမ်ပိုင်းဆိုင်ရာစော်ကားနောက်ဆက်မှုတွေပေါ့ဗျာဟိုပြည်သူလူထုနားလည်အောင်ပြောမယ်ဆိုရင်တော့အာရမပြုကျင့်မှုတွေမရင်းကျင့်မှုတွေမျိုးတွေကိုစစ်တပ်ကကျူးလွန်ပါတယ်အဲ့တော့အမျိုးသမီးတွေပဲလားဆိုတော့မဟုတ်ဘဲနဲ့အမျိုးသားတွေကိုယ်တိုင်လည်းဒီလိမ်ပိုင်းဆိုင်ရာစော်ကားနောက်ဆက်မှုတွေခံကြရတယ်ပေါ့နော်ဟိုကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေမှာဆိုရင်လည်းသူတို့ရဲ့ဒီအမျိုးသားအင်္ဂါတွေကိုရိုက်နှက်ခံရတာသူတို့ရဲ့ဒီစိုးတွေကိုဒီအမားတွေချောင်းတွေနဲ့ထိုးခံရတာမျိုးတွေလုတ်ခံရတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်မြန်မာပြည်မှာကအမျိုးသမီးတွေဆိုတော့အမျိုးသားတွေရောကလေကိုယ့်ရဲ့အကြောင်းပေါ့နော်တချို့ຢာတွေကိုတိတ်မပြောချင်ကြဘူးပိုဆိုးတာကဟိုကျွန်တော်တို့ရဲ့ကာချာမှာじゃဒါတွေပြောလိုက်ရင်နှာခေါင်းရှုံသွားကြတယ်အမျိုးသမီးတွေဆိုရင်လည်းဟိုအာရမပြုကျင့်ခံရတယ်ဆိုတဲ့အကြောင်းပြောရင်နှာခေါင်းရှုံသွားကြတယ်သူတို့ဟိုလက်ခံဖို့ကလေတနာလက်စွာနဲ့လက်ခံဖို့ဆိုတာတဲ့အပြစ်မြင်လာကြတယ်ပေါ့လေအဲ့တော့တော်တော်များများကထုတ်ပြောဖို့ခက်ခဲဖြစ်တဲ့ကာလတွေကြုံရပါတယ်အဲ့တော့ဒီစစ်ကြောရေးကနေမှထောင်ကိုရောက်လာရတွေရှိလို့ထောင်ကိုမရောက်လာတော့ဘဲနဲ့ကြာသွားရတွေလည်းရှိပါတယ်အဲ့တော့အချင်းထောင်ထဲရောက်ပြီဆိုရင်ရောကျွန်တော်တို့ကအနေကင်းသွားပြီလားဆိုတော့2021ကာလမှာဆိုရင်တော့အချင်းထောင်ကိုအမြန်ရောက်ချင်ကြတယ်အားလုံးကဒါပေမဲ့2022 23 24ပေါ့နော်ဒီနောက်ပိုင်းမှာဆိုရင်ထောင်ထဲမှာရှိရင်လည်းအသက်အာမခံမှုကမရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ရဲ့ရဲဘော်တွေကျွန်တော်ဖော်ထုတ်ခဲ့တဲ့တဲမှာဆိုရင်ဒါထောင်ထဲမှာရှိတဲ့လူတွေကိုစစ်ကြောရေးကိုပြန်ခေါ်ထုတ်တယ်လမ်းမတွေမှာတက်ဖြတ်ခံရတယ်ပြီးတော့အိမ်ကိုကျမကြီးမကောင်းလို့ဆုံးသွားပါတယ်ဆိုတဲ့ဟာမျိုးတွေပို့တယ်ပေါ့နော်နောက်ပိုင်းဆိုရင်အဲ့ဒီရဲ့အထောက်အထားတွေကိုကျွန်တော်တို့ကထုတ်ပြန်တဲ့အခါမျိုးမှာသူတို့အဲ့ဒီအထောက်အထားကိုမပေးတော့ဘဲနဲ့တင်းဖုံးတာမျိုးတွေပို့လုတ်လာရပါတယ်အဲ့တော့အာနာတိမိကတော့စစ်တပ်ရဲ့အချင်းထောင်တွေကဖိနေရန်တွေဖြစ်ပြောင်းလဲခဲ့ပြီးသားဖြစ်ပါတယ်ဒီဒုတိယကမ္ဘာစစ်ကာလမှာနာမည်ကျော်ကြားတဲ့ hospital အချင်းထောင်လိုမျိုးပေါ့နော်ဂျာမနီတွေကနေဂျူးတွေကိုလူမျိုးစုံတက်ဖြတ်တဲ့အခါမှာတုံးတဲ့အချင်းထောင်တွေနီးပါး
ကျွန်တော်မြန်မာပြည်အကျဉ်းထောင်တွေရတယ်နိုင်ငံရေးကျင်းသားတွေကိုနိုင်ငံရေးရွေးချက်နဲ့ဖိနှိပ်ဖို့အတွက်လှုပ်ဆောင်နေတဲ့နေရာတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့တော့ဘဘဟန္နာဝတီဦးဝင်းတင်ရဲ့စကားလိုပဲငရဲပြည်ဆိုတော့ကျွန်တော်တို့လူငယ်တွေကသိမယုံကြပါဘူးဒါပေမဲ့အကျဉ်းထောင်ဆိုတာတကယ်လူငယ်စစ်စစ်ဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဆရာကိုယ်တိုင်လဲဒါကိုယ်တိုင်ကြုံတွေ့ရတဲ့ဒါအခက်ခဲတွေဒါစိုးဝါးမှုတွေပေါ့နော်အခုဆရာပြောသွားတဲ့စာဆိုလဲဒါလက်ရှိကြုံတွေ့နေရမယ်ဖြစ်တဲ့ဒါအခက်ခဲတွေလူခွင့်ချိုးဖောက်ခံရမှုတွေဒါတွေကိုနိုင်ငံတကာသိအောင်ဘယ်လိုချိတ်ဆက်ပြီးတော့ဆောင်ရွက်ပေးဖို့ရောရှိလဲပေါ့နော်အဲ့ဒါလေးပြောပြပေးပါကျွန်တော်တို့အခုလောဆယ်ပေါ့နော်ဒီအဖွဲ့အစည်းပြီး3လဝန်းကျင်ပေါ့နော်ဝန်းကျင်ကလေးကကျွန်တော်မန်လေးမြို့မှာပဲလှုပ်ရှားခဲ့တဲ့လူတယောက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဖွဲ့စည်းရဲကျွန်တော်တင်းဌာနတွေကိုဖြည့်တယ်ဒါပေမဲ့လုံခြုံရေးအရန်စိုးရင်ရတယ်တို့တော့လည်းပဲကျွန်တော်မန်လေးမြို့မှာပဲလေးဝက်စွာနေရင်းနဲ့မှာဒီအလုပ်တွေလုပ်ခဲ့တဲ့လူတယောက်ဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့ချိတ်ဆက်မိတာကတော့လူခွင့်ရေးမဟာမင်းကြီးရုံးပေါ့နော် OACHR UN ကအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီအဖွဲ့တွေနဲ့ကျွန်တော်တို့တွေ့တဲ့အခါမှာအချင်းထောင်ရဲ့အခြေအနေတွေနံပါတ်1ကိုယ့်ရဲ့ကိုတွေ့နံပါတ်2ကိုယ့်ရဲ့ရဲဘော်တွေအပြင်မှာလွတ်ပြီးမှပြောနိုင်ဆိုနိုင်တဲ့လူတွေကိုကျွန်တော်ချိတ်ဆက်ပေးရမျိုးလုပ်ပါတယ်အဲ့အနေမှာတစ်စင်းဒါ divine နဲ့ကျွန်တော်တို့အလုပ်တွဲလုပ်တာရှိရဲအခုဆိုရင်ကျွန်တော်တို့က international မှာရှိရဲ့ဒါ Amnesty International အဖွဲ့တွေเนาะတခြားမြန်မာအရေးကိုစိတ်ဝင်စားတဲ့ international အဖွဲ့ကြီးတွေနဲ့လည်းကျွန်တော်တို့အလုပ်တွဲလုပ်ပါတယ်2024ခုနှစ်မှာတော့ကုလသမဂ္ဂမှာကျွန်တော်တို့မြန်မာပြည်အကျဉ်းထောင်စစ်ကြောရေးနဲ့ထိန်းသိမ်းစခန်းတွေမှာဖြစ်ပေါ်နေတဲ့လူခွင့်ချိုးဖောက်မှုတွေကိုကုလသမဂ္ဂမှာကျွန်တော်တို့အစီအခံစာတင်သွင်းဖတ်ကြားနိုင်ခဲ့ပါတယ်ဥဆောင်တာကတော့ဒါလူခွင့်မဟာမင်းကြီးရုံးကအဓိကဒီရဲ့ report ကိုဥဆောင်တာဖြစ်ပါတယ်အဲ့တော့လက်ရှိချိန်တွေမှာတော့ကျွန်တော်တို့ပြည်တွင်းကအဖွဲ့အစည်းအားလုံးနဲ့လည်း alliance လုပ်ထားလို့ပြည်ပမှာရှိနေတဲ့ကျွန်တော်တို့ဒီအချင်းထောင်တွေအရေးကိုအဓိကလုပ်နေကြတဲ့အဖွဲ့အစည်းတွေနဲ့လည်းကျွန်တော်တို့လက်တွဲလုပ်ဆောင်လေးရှိပါတယ်ဟုတ်ကဲ့ပါဆရာအနေနဲ့ဒါကိုယ်ပိုင်လဲနိုင်ချင်းဟောင်းဖြစ်တယ်နိုင်ချင်းဟောင်းဒီ data အချက်လက်တွေနဲ့အခုလက်ရှိကြုံတွေ့နေရတဲ့ရောက်ရှိနေတဲ့နိုင်ချင်းတွေကိုလည်းဒါကူညီပေးနေရပေါ့နော်ဒီလိုချိတ်ဆက်ပြီးတော့အဲ့တော့သူတို့ရဲ့ဒါအထဲရောက်နေတဲ့နိုင်ချင်းတွေဆိုတော့ဒါအထဲမှာပြောင်းနေတာဒီလိုမတက်နိုင်တဲ့အပိုင်းရှိတယ်အဲ့တော့သူတို့ရဲ့မိသားစုဝင်တွေပေါ့နော်အဓိကတော့နိုင်ချင်းရဲ့မိသားစုဝင်တွေပေါ်မှာရောဆရာတို့အဖွဲ့နေနဲ့ဘယ်လိုမျိုးဒါကူညီပံ့ပိုးပေးမှုတွေရှိခဲ့ပါလဲရှင်ဟုတ်ကဲ့ဟုတ်ကျွန်တော်တို့အဖွဲ့ကလက်ရှိချိန်နေမှာပေါ့နော်အဖွဲ့ဝင်တွေရဲ့ထောက်ပံ့ကူညီမှုနဲ့လက်ပတ်တာဖြစ်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်ရောကျွန်တော်တို့အဖွဲ့ဝင်တွေရောလစဉ်မြန်မာကျပ်ဝင်9000ထည့်ဝင်ပါတယ်အဲ့တော့ဒီ380တော့ကျွန်တော်တို့ရဲ့အဖွဲ့ဝင်တွေကထည့်ဝင်ပြီးမှကျွန်တော်တို့ငွေနဲ့ပဲကျွန်တော်တို့အထက်ကရဲဘော်တွေကိုစာအုပ်ဆေးဝါးပို့တယ်နိုင်စေးထောက်ပံ့တယ်ပြီးတော့ကျွန်တော်တို့ဒီအရေးပေါ်စေုံတက်ရမယ့်အခါမှာငွေကြေးထောက်ပံ့တာရှိပါတယ်အဲ့တော့ထောက်ပံ့မှုတွေမှာဓာတ်ရိုက်အချင်းထောင်ကိုထောက်ပံ့တာရှိလို့မိသားစုဝင်တွေတစ်စင်ထောက်ပံ့တာရှိပါတယ်အဲ့တော့မိသားစုဝင်တွေထဲမှာလည်း2021အာဏာသိမ်းပြီးကြတော့ဒုက္ခပေါင်းစုံနဲ့မြန်မာပြည်လူတွေကရင်ဆိုင်ရတာပေါ့နော်အဲ့တော့ပုံမှန်ပါဆယ်ပို့နိုင်ခဲ့တဲ့မိသားစုတွေကဒီထောင်ပြောင်းတွေပါသွားတဲ့မိမိတို့ရဲ့သားသမီးတွေကိုပုံမှန်တစ်လတစ်ချိန်ပို့နိုင်တဲ့လူက3လမှတစ်ချိန်ပဲပို့နိုင်တော့တယ်ဘာလို့ဆိုတော့နီးနားဆိုတွားပို့လို့လွယ်ပေမဲ့အဝေးကိုပြောင်းခံလိုက်ရတဲ့အခါမျိုးမှာကားတွေတဲခိုစိတ်တွေပါရှားရတယ်ပေါ့နော်အဲ့တော့အဲ့လိုအခြေအနေမျိုးမှာဆိုရင်ကျွန်တော်တို့အနေနဲ့လီဝက်စွာပေါ့နော်ကားစီစဉ်ပေးတာတွေပြီးတော့မိသားစုဝင်တွေကိုထောက်ပံ့တာတွေကျွန်တော်တို့လုပ်ပါတယ်ပြီးတော့မိသားစုဝင်တွေရဲ့ဒုက္ခတွေအခက်အခဲတွေကိုလည်းကျွန်တော်တို့ဒီစူးစမ်းပြီးမှဆောင်ရွက်ပေးတာမျိုးရှိတယ်ပြီးတော့စိတ်ပိုင်းဆိုင်ရာတွေပေါ့နော်အားလုံးကဒီကာလမှာပင်ပန်းခက်ခဲမှုတွေရင်ဆိုင်ကြရတယ်တချို့တွေကိုတက်တေကိုစူးစမ်းတာမျိုးရှိတယ်အဲ့တော့ဒါမျိုးတွေကိုကျွန်တော်တို့ကဒီတက်တေမှုတွေမဖြစ်လာအောင်ကိုစူးစိုက်လုပ်တာမဖြစ်လာအောင်လို့ကျွန်တော်ကစိတ်ပိုင်းဆိုင်ရာအကူအညီပေးရေးတွေလည်းကျွန်တော်တို့လုပ်နေပါတယ်ဗျဟုတ်ကဲ့ပါဆရာအခုလိုမျိုးဒါဆက်လက်ပြီးတော့ကူညီပေးနေတဲ့အတွက်လည်းဒါကျေးဇူးတင်ပါတယ်ဒါစိတ်ပိုင်းဆိုင်ရာဆိုတာအထက်ရောက်နေတဲ့လူမှလည်းမဟုတ်ဘူးလေနော်ကိုယ့်ရဲ့မိသားစုဝင်တယောက်အထက်ရောက်သွားပြီဆိုလဲဒါမိသားစုဝင်တွေကကြုံတွေ့ရတဲ့အခက်အခဲဆိုတော့အဲ့အတွက်စိတ်ပိုင်းဆိုင်ရာအကူအညီတွေကအစားပေးရဲဆိုတော့ဟုတ်တယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ကလေကျမ်းမာရေးပေါ့ဒီရုပ်ပိုင်းဆိုင်ရာဆိုရင်တော့စီကံခဏသွားကြတယ်စိတ်ယုံပြဖို့ဝင်မလေးကြဘူးဒါပေမဲ့စိတ်ပိုင်းဆိုင်ရာဆိုရင်လည်းတချို့တွေကအယူအမားတွေကယူနေရလားလို့ယူဆကြပါတော့တုံတိုင်ကအဲ့လိုမျိုးမပြောကြဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကကိုယ့်ရဲ့ခန္ဓာကိုယ်တော်မှကိုယ်ကမကြာခဏဖျားရနာတာရှိရင်စိတ်လည်းဖျားရနာတာရှိရဲဆိုတော့ဟာကနေမှစပြီးမှဒါပြည်သူတွေနောက်တစ်ခါမိသားစုဝင်တွေလက်ခံလာအောင်ကျွန်တော်ကလုပ်ရင်းနဲ့ဒီရဲ့လုပ်ငန်းတွေကိုဆက်ပြီးမှကျွန်တော်ဆောင်ရွက်ပေးနေဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်းဆရာပြီးတော့ဒါ PPNN ကဒါထုတ်ပြန်ခဲ့တဲ့သတင်းချက်လက်တချို့ပေါ့နော်ဒါကာလာတစ်ခုမှဆိုရင်ဒါမတိကျဘူးမှားယွင်းနေဆိုတော့ဒါအချိန်တစ်ခုလည်းရှိခဲ့ပေါ့နော်အဲ့ဒီအပေါ်မှာဆိုရင်လည်းဒါသတင်းချက်လက်တွေကိုဘယ်လိုမျိုးရယူတယ်လဲဘယ်လိုမျိုးတိကျအောင်စီစစ်ခဲ့လဲဆိုတာလေဒါပြည်သူတွေသိအောင်ပြပြပေးပါဦးဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့ဒီ3နှစ်အတွင်းမှာသတင်းထုတ်ပြန်မှုပေါင်း160ပေါ့နော်ဒီလူငင်ကိစ္စအပါဝင်ထောင်တွင်းဖိနှိပ်မှုတွေအပါဝင်ပေါ့လေအဲ့တော့ကျွန်တော်တို့ရဲ့သတင်းရင်းမြစ်တွေကလာပို့တဲ့ဟာကိုကျွန်တော်ကသတင်းရေးတာမဟုတ်ပါဘူးကျွန်တော်တို့ကအချင်းထောင်42ထောင်မှာတာဝန်ခံ42ယောက်ရှိပါတယ်
အဲ့ဒီ42ယောက်ဟာအချင်းထောင်တွင်းကိုအမြဲတမ်းဒီစောင့်ကြည့်မှုနဲ့မှတ်တမ်းကောက်ယူမှုတွေလုပ်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သတင်းရေးထားတဲ့အခါမှာအရင်ဆုံးတော့ first person ကိုကျွန်တော်တို့ယူပါတယ်ကိုယ်တိုင်ကြုံတွေ့ရတဲ့သူတွေရဲ့ပြောစကားကိုယူပါတယ်အဲ့ဒါကိုယူလို့မရတဲ့အခြေအနေမျိုးမှာဆိုရင်အဲ့ဒီရဲ့ဖြစ်စဉ်ကိုမြင်တွေ့ကြားသိခဲ့ရတဲ့သူရဲ့အဟာကိုယူပါတယ်အဲ့ဒါကိုရလာပြီဆိုရင်လည်းကျွန်တော်တို့ကဒီ design soup တစ်ခုတည်းကိုပဲအသုံးပြုတာမဟုတ်ပဲနောက်ထပ်ကျွန်တော်တို့မှာရှိတဲ့သတင်းရင်းမြစ်တွေကျွန်တော်တို့ရဲ့သတင်းပေးတွေနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးမှဒီသတင်းတွေလိုကြားတယ်ဟုတ်ရဲ့လားဆိုတာမျိုးကျွန်တော်တို့လုပ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီ BPMN ရဲ့ဒီ3နှစ်တာကာလတွေမှာ160မှာအငင်းပွားပွဲရလို့ယူဆခဲ့ရတဲ့သတင်းတစ်ပုဒ်ရှိပါတယ်ဒါကတော့ပြီးခဲ့တဲ့လဩဂတ်လ10ရက်နေ့မှာနိုင်ငံရေးကျန်း18ယောက်ကိစ္စပေါ့နော်တော်တော်လေးလဲလူထုကြားထဲမှာဟော့သွားတယ်နိုင်ငံတကာလည်းစိတ်ဝင်စားတဲ့အခြေအနေမှာဒီသတင်းကမဟုတ်ဘူးဆိုမှကျွန်တော်တို့တံပြန်ပေါ့နော်ဒီပြောဆိုမှုတွေသတင်းရေးသားမှုတွေကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီအချိန်မှာလည်းဒီရဲ့စိန်ခေါ်မှုကကြီးမားမယ်ဆိုတော့ကျွန်တော်ကြုံမျှော်လင့်ပြီးတာဖြစ်ပါတယ်ပိုဆိုးတာကကျွန်တော်ကရှေ့ထွက်နေရတဲ့လူဖြစ်တယ်အဖွဲ့အစည်းကိုဆိုတာတဲ့ကျွန်တော်ကိုလည်းဒီစစ်တပ်အနေနဲ့ဖမ်းဆီးဖို့အတွက်ဝန်ရမ်းတွေအချင်းချင်းထုတ်တယ်ကျွန်တော်2024မှာလည်းဖမ်းဆီးခံရနိုင်တဲ့အခြေအနေတွေကနေကျွန်တော်မနေ့ရုံထွက်ခဲ့ရတဲ့သူတယောက်ဖြစ်ပါတယ်အဲ့တော့အဲ့လိုအခြေအနေမျိုးဖြစ်တော့ကျွန်တော်တို့ဒီဩဂတ်လ10ရက်နေ့ပေါ့နော်ဒီနိုင်ငံရေးကျန်း18ဦးကြာသွားတဲ့ကိစ္စမှာဆိုရင်လည်းကျွန်တော်တို့ဒါမဟုတ်ဘူးဆိုမှပြောတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ကျန်တဲ့သတင်းတွေမှာတော့အဲ့လိုမျိုးအငင်းပွားပွဲရာတွေကိုကျွန်တော်မကြုံခဲ့ရပါဘူးဒါကလည်းကျွန်တော်ပွားတဲ့တင်ကန်းစာတစ်ခုဖြစ်တယ်အဲ့အချိန်မှာကျွန်တော်စူးစမ်းတာကငါတို့အဖွဲ့အစည်းရဲ့ဂုဏ်တိတ်ခါအရေးမကြီးဘူးကြာသွားတဲ့18ယောက်ရဲ့အသက်နဲ့ဂုဏ်တိတ်ခါအရေးကြီးတယ်ဒီသတင်းကိုဖုံးအောင်လုပ်လိုက်မယ်ငါတို့မထုတ်ဖဲနေတာနေလိုက်မယ်ဆိုရင်ဒီ18ယောက်ရဲ့တည်ဆုံမှုဘယ်သူမှမသိနိုင်အောင်အဲ့တော့အဲ့ဒီကာလတွေမှာကျွန်တော်တို့မှထောက်ထားတွေများစွာစုံလင်ပါတယ်တို့တော့လည်းပဲကျွန်တော်တို့အထဲမှာရှိနေတဲ့မိသားစုဝင်တွေနဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေမထိခိုက်ဖို့အတွက်ကိုကျွန်တော်တို့ထုတ်ပြန်တင်းတဲ့လောက်ပဲထုတ်ပြန်ဝင်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နိုင်ငံတကာကိုပေးခဲ့တဲ့အခါမှာတော့ဒီအချက်လက်အသေးစိတ်တွေကျွန်တော်ပေးခဲ့ရရှိပါတယ်ဒါကြောင့်မို့လို့လည်းကျွန်တော်တို့တွေရဲ့အလုပ်တွေကိုအဲ့ဒီကိစ္စတစ်ခုပေါ့နော်ဩဂတ်လမှာတော့တချို့တွေနည်းနည်းလေးတန့်သွားပေမဲ့ယုံကြည်ရပါမလားဆိုတဲ့ဟာမျိုးတန့်သွားပေမဲ့ကျွန်တော်တို့ရဲ့အလုပ်တွေကမှန်ကန်လာတဲ့အခါမှာအားလုံးဟာလည်းကျွန်တော်တို့နဲ့ပုံမှန်တိုင်းဆက်ဆံရေးတွေလည်းပြန်ရှိပါတယ်ဒါကတော့ကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာရင်ကိုရင်ဆိုင်ရမယ့်အခြေအနေလို့မြင်ပါတယ်အဲ့ဒီဩဂတ်လ10ရက်နေ့ထုတ်ပြန်ချက်ပေါ့နော်ကျွန်တော်က10ရက်နေ့မှာဖြစ်တာကိုကျွန်တော်က10ရက်လောက်ခွာပြီးမှထုတ်တာပါဘာလို့လဲဆိုတော့ကျွန်တော်တို့လူတွေစစ်ဖြစ်တဲ့နေရာကိုရောက်ဖို့စူးစမ်းရတာရှိရပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ကမှာရင်ဆိုင်ရတာကစစ်တပ်အကျဉ်းဦးစီးရဲတပ်ဖွဲ့နဲ့ထောက်လှမ်းရေးသူတို့ရဲ့အလုပ်ဖွဲ့နဲ့ကျွန်တော်တို့ PPMN နဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်သူတို့တွေကတည်ဆုံမှုတွေကိုအစားဖြောက်တယ်မိသားစုဝင်ရဲ့အိမ်တွေကိုအရက်ဝတ်တွေနဲ့ရောရဲဝတ်တွေနဲ့ဝင်တယ်ပြီးတော့မိသားစုတွေရဲ့ကျွန်တော်တို့နဲ့ဆက်သွယ်ထားတာရှိမရှိဒီတင်းကဘာလို့ပေါက်ရလဲမိသားစုအိမ်တွေကိုမေးတယ်ပြီးတော့မိသားစုဝင်2ဦးကိုဖမ်းဆီးတယ်ဒါအပြင်အဲ့ဒီတင်းကိုအဓိကဖော်ထုတ်ခဲ့တယ်ကျွန်တော်တို့လေးစားရတဲ့ကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တယောက်ဖမ်းဆီးခံခဲ့ရပါတယ်ဒါကြီးကျွန်တော်ထုတ်မပြောခဲ့တယ်အများကြီးပဲပေါ့နော်အဲ့တော့ဖမ်းဆီးခံရတာတော့ရိုးရိုးဖမ်းဆီးခံရတာမဟုတ်ဘဲနဲ့ရေချိုးကနေအချိန်တွေမှာအိမ်ကိုအတင်းအားလုံးဝင်ရောက်ပြီးမှဒီထမိန်ရှားနဲ့ဖြစ်နေတဲ့အခြေအနေမျိုးတွေပေါ့နော်အဲ့လိုမျိုးအခြေအနေမျိုးမှာဖန်ဆီးခံခဲ့ရတဲ့ဖြစ်စဉ်တွေလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့သူကဒီသတင်းကိုပေးခဲ့တဲ့သူတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီရဲ့အခြေအနေတွေကိုသူတို့တန်တရားဖြစ်တဲ့အခါမှာကိုယ်တိုင်အဲ့ဒီလူနာတွေနဲ့6ရောက်ပြတ်သွားတဲ့လူနာတွေမိသားစုဝင်နဲ့စကားပြောခဲ့တဲ့သူတွေကိုသူတို့လိုက်ဖမ်းတာမျိုးတွေကျွန်တော်တို့ကြုံခဲ့ရပါတယ်ဒါကြောင့်မို့လဲအဲ့ဒီကာလတွေကကျွန်တော်တို့ကငါတို့မှန်ကြောင်တက်တည်ပြနေရင်အားလုံးထောင်ထဲရောက်သွားရလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကိုခဏတော့ရက်ထားလိုက်မှဖြစ်မယ်ဆိုမှကျွန်တော်ဘာမှထပ်မပြောတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရင်ဆိုင်ရတဲ့ဟာကအဲ့လိုပါနောက်တစ်ခုကစစ်တပ်ရဲ့ဒီကုတ်ကိုပဲယူပြီးမှပေါ့နော်စစ်တပ်ရဲ့လက်အောက်ခံသတင်းဌာနတွေစစ်တပ်စီမှာ registration လုပ်ထားတဲ့သတင်းဌာနတွေကလည်းကျွန်တော်တို့ကိုအပီကြိတ်ကြပြီပေါ့လေဥမာပြဒါကြီးကမမှန်တဲ့အဖွဲ့ဖြစ်တယ်ဆိုမှအရှိရလုပ်ခဲ့တဲ့အလုပ်တွေကသူတို့ကပြောမစင်တော့ဖြစ်လို့ဖြစ်စီလုပ်ဖို့စူးစမ်းတာမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအောင်မြင်ခဲ့ပါတယ်ကျွန်တော်ဒီနှစ်8လပိုင်း10ရက်နေ့တနည်းပြည့်တဲ့အချိန်မှာတော့ကြာသွားတဲ့ရဲဘော်တွေရဲ့ဓာတ်ပုံတွေနဲ့တကွာကျွန်တော်တို့သူတို့ရဲ့ဖုံးခံလိုက်ရတဲ့သတင်းကိုကျွန်တော်တို့သူတို့ရဲ့ဂုဏ်တိတ်ခါအရာကျွန်တော်တို့ဆက်လုပ်မှာဖြစ်ပါတယ်တနေ့ပြည့်မှာတော့ကျွန်တော်တို့ဒီရဲဘော်တွေအတွက်အထူးပေါ့နော်ကျွန်တော်တို့ဒီရေးသားချက်တစ်ခုထုတ်ပြန်မှာဖြစ်ပါတယ်ကဲပါဆရာအခုလိုမျိုးဒါအတီးပြုပြီးပြန်ပြောပေးရတဲ့အတွက်လည်းဒါကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါခင်ဗျာကဲပါအခုဒါဆိုရင်ဆရာဆိုလေဒါနိုင်ချင်းဟောက်အနေနဲ့ဒါကြုံတွေ့ခဲ့ရပြောပြခဲ့တယ်အခုဆရာအနေနဲ့နိုင်ချင်းတွေအတွက်ပဲဖြစ်ဖြစ်အခုလက်ရှိရောက်နေတဲ့နိုင်ချင်းတွေအတွက်ပဲဖြစ်ပြည်သူတွေအတွက်ပဲဖြစ်ဖြစ်ချူးမေးခဲ့တာထပ်ပို့ပြီးတော့ဖြည့်ဆွတ်ပြီးပြောချင်တာလေးရှင်လည်းပြောပြပါအောင်ရှင်ဟုတ်ကဲ့တကယ်တော့အချင်းထောင်ဆိုတာတိကျကဘာကြီးဖြစ်ပါတယ်နိုင်ငံလေးဘက်ကြားထဲမှာအထဲမှာလူနီးသူမတီနဲ့ညှဉ်းပန်းနှိပ်စက်ခံရတယ်တပ်ဖြတ်ခံရတယ်ကျွန်တော်တို့ထုတ်တာတောင်မှတံပြန်နေကျွန်တော်တို့ပြန်လာမျိုးကြုံရပါတယ်အဲ့တော့ကျွန်တော်တို့ရမထုတ်ခဲ့ဘူးဆိုရင်ဒီတရားကျော်တော့ဒီလူခွင့်ချိုးဖောက်ခံရမှုတွေထောင်ထဲမှာရဲဘော်ပေါ့နော်တေဆုံးမှုတွေပြီးတော့ကျွန်တော်တို့ဒီ9နှစ်အတွင်းမှာနိုင်ငံရေးကျင်း288ဦးကိုနာမည်နဲ့တော့တေဆုံးမှုတွေကိုအတည်ပြုပြီးမှထုတ်ပြန်ခဲ့ရရှိပါတယ်အဲ့တော့ဒီဟာတွေပေါ်လာပါမလားဆိုရဲကျွန်တော်တို့စိုးရိမ်နေရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကကျွန်တော်တို့လှုပ်ရှားရှိတဲ့အလုပ်ကိုအကောင်းဆုံးလုပ်နေရမယ်အဲ့တော့ကျွန်တော်တို့အမြဲတမ်းပြောနေရစကားတခုရှိပါတယ်မြန်မာပြည်ရဲ့အကျဉ်းထောင်တွေကတိကျကဘာလို့ဖြစ်နေတယ်ဒါကြောင့်မို့လို့ထောင်နိုင်ငံရဲ့တစ်ဖက်မှာဘာဖြစ်နေလဲဆိုတော့အမြဲတမ်းနားဆွဖို့
ကျွန်တော်လိုအပ်ပါတယ်ကဘာကြီးအနေနဲ့လည်းအချင်းထောင်တွေကနိုင်ငံရေးအကျဉ်းသားတွေမြန်မာပြည်အချင်းထောင်တွေကနိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက်တကယ်လက်တွေ့ကြပြီးမှထိရောက်တဲ့ဖိအားပေးမှုတွေလုပ်ဖို့လိုအပ်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ဗျာကဲပါရှင်ဆရာဒါကျွန်တော်အခုချိုးတို့ရဲ့ဒီ interview အစီအစဉ်လေးရဲ့နောက်ဆုံးအနေနဲ့ပေါ့နော်ဆရာတို့အဖွဲ့အစည်း PPNM ရဲ့ပတ်သက်ပြီးတော့ပြောချင်တာလေးရှိလဲပြောပြရတာပြည်သူတွေကိုနှုတ်ဆက်ပေးပါဦးရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ PPMN ဆိုတာနိုင်ငံရေးကျင်းသားဟောင်းတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်နိုင်ငံရေးကျင်းသားတွေပါတယ်အမျိုးသားမျိုးသမီးတွေပါလို့အသက်မပြည့်သေးတဲ့ဖန်ခံခဲ့ရတဲ့ကလေးတငယ်ထိန်းသိမ်းရေးအကြောင်းကလူငယ်လေးတွေပါပါတယ်ကျွန်တော်တို့မှာအမျိုးသားမျိုးသမီး LGBT ကလေးတငယ်ခွဲခြားမှုမရှိဘဲနဲ့ကျွန်တော်တို့ကြားရတာဝန်တွေကိုအကောင်းဆုံးထမ်းနေပါတယ်ဘယ်သူမှတာဝန်မပေးဘဲနဲ့ကျွန်တော်တို့ယုံကြည်ချက်နဲ့ကျွန်တော်တို့ထမ်းနေတာဖြစ်ပါတယ်အဲ့တော့စစ်တပ်ကဘလောက်ပဲကျွန်တော်တို့ကိုတိုက်ခိုက်တီဖြစ်စေဘယ်လိုပဲပြောတီဖြစ်စေကျွန်တော်တို့ကိုထမင်းကိုစားကိုစိမ့်နဲ့ကိုအလုပ်လုပ်နေဦးမှာဖြစ်ပါတယ်တော်လန်ရေးလုပ်နေကြတဲ့ပြည်သူလူထုပြီးတော့တော်လိုင်းအင်အားစုတွေနဲ့တူတူတရားတဲ့ကျွန်တော်ရက်တည်တွားအောင်မှာဖြစ်ပါတယ်ခင်ဗျာကဲပါရှင်ဆရာအကျေးဇူးများတင်ပါတယ်ဟုတ်ကျေးဇူးပါခင်ဗျာ